ညီမလေးတယောက်ထဲလားရှင်တို့မြင်တော့လည်းဘယ်နှယောက်မြင်နေလို့တယောက်ထဲရက်နေမမြင်ဘူးလားစွာတယ်ရောက်အဲ့လိုမျိုးนี่ဆွေလေးနဲ့ကြိုက်တယ်ဟုတ်ညီမလေးတယောက်ထဲဆိုရင်စိတ်မချလို့ကိုကြီးတို့ကဖော်လုပ်ပေးခြင်းလို့ပါစိတ်မချကြမလို့ပါဘူးခဏနေကြရင်ကျမကောင်လေးလဲလာတော့မှရှင်တို့လဲရှင်တို့လိုင်းရှင်တို့သွားလိုက်တော့နော်ဆက်ဆက်လေးကွာချစ်စရာလေးဟိုဒီကလည်းကိုကြီးစကားလေးနည်းနည်းတော့ပြောတာလေနားထောင်ပေးပါဦးရှင်တို့ပြောတဲ့စကားနားမထောင်နိုင်ဘူးရှင်တို့လည်းကျမမသိဘူးနော်ရှင်တို့လုံးလုံးပြောတာနားမလဲဘူးလားဒါမျိုးလေးမှကြိုက်တာရောက်ရင်ငါတို့နဲ့တော့တွေ့ပြီကွာဟာစော်နေချိန်ထားပါလေဆိုတော့ကွာဘိုင်ကနားနေသေး哎，你们不啦？不人啊，不然我别，不唔表别啊，哪里嘢見到多啦唔攞俾。ဒီကောင်တော့ရေးကြီးတော့ပြန်တယ်ဘာဖြစ်တာတော့မသိပါဘူးဟဲ့တာဟဲ့ဒါဟိုတန်ခွက်ဟောင်းနေဝဲတယ်ကောကျိုးကောအပက်သုံးမရတာတွေဝဲတယ်นี่สกินนี่กูยี่ขนาดปีงาบาล่ะเนี่ยတီးတယ်လို့ရှိနေတာပေါ့ကကိုကြည့်ရအေးဟာဒီလူပြန်လဲမလားတော့အဲ့လူတကယ်မေးတော့လေအဲ့လူ哪里游戏？我掉游戏的，我来咪。呀，气怎么高呀？练。ဘာမှတော့မလိုပါဘူးအဲ့ကောင်ကြီးကိုမြင်လားပြီးသွားမယ်နမလေးလည်းလွယ်ပါရောဟမ်ဟာငါတို့ပြောမေးမောလိုက်တာရှိရဲ့မေးတော်ပါသေးဟိုကောင်မျက်စိပြက်ဘူးကိုကလည်းလုံးလိုက်ရဲနဲ့ကြောင်းကြောင်းကြည့်ပဲအဲ့ညအောင်အဆင်ပြေလားဟာရပါတယ်ဒါမျိုးအိမ်နဲ့ကို့မှာပေါ်မှာပေါ့ဟိုးကိုချက်တော့မြောက်ကြည့်ပါဘာဖြစ်လို့နှာခေါင်းထဲမှာလေချင်းဆောက်ဆောက်နေလို့ခွေးရှိနေလို့ရတယ်ဟင်အလောကြီးနဲ့ထွက်လာတာရင်မစီခဲ့လဲဟာဘာနဲ့မှမရပါဘူးစစ်စိတ်တယ်ဟုတ်တယ်စိတ်ဓာတ်ကရှိရဲ့ဟိုနာတော့သေးရလဲဘယ်နိုင်နာတော့သေးလဲရှစ်ဘာလုပ်ပေးရမလဲကိုလုံးတာရှင်အဲ့ဒါဆိုဆေးသွားဝယ်လိုက်မယ်လေဆေးလေးလူပေးမယ်နော်စီးလို့ရုံနဲ့တော့မပြောက်အာဝါပြီဒါမျိုးကြာတက်ပြီးပါလားမသိဘူးပြောဟာမရှိဘူးရှင်ကိုအိမ်မြန်မာဖြစ်တော့မယ်ဟိုနောက်ရက်ကျမှပြန်တွေ့မယ်နော်အဘွားအကျွေးနော်ရှင်ကိုသွားတော့မယ်ကြာဟိုအေးတော်ဒီဆိုင်အောင်နော်ဟမ်သူထွက်သွားတော့လေအနံ့မရတော့တယ်လို့ပဲဒီ ES application အပြင်မိမိရဲ့ဆွေမျိုးသားချင်းတကယ်ချင်းမိတ်ဆွေပေါင်းတဲ့များနဲ့အပြန်အလှန်ချိတ်ဆက်နိုင်ပြီးတော့မိမိကအရေးကြုံလာတဲ့အခါမှာကိုယ့်ရဲ့ video file ဒါမှမဟုတ်စာတူ message
location ရောပေးဖို့နိုင်ပြီးတော့ကိုကြီးတောက်ခံနိုင်မှာဖြစ်ပါတယ်ခင်ဗျာ Android ကို iOS ကိုနှမျိုးလုံးအသုံးပြုနိုင်မှာဖြစ်ပြီးတော့ iOS အတွက်ဆိုရင်တော့ရှေ့မှာ ES ခံပြီးတော့ Emergency Alert System ဆိုပြီးတော့ရိုက်ချရမှာဖြစ်ပါတယ်ခင်ဗျာ Internet တော့ဖွင့်ထားမှာဖြစ်ပြီးတော့အလံပေးတဲ့အချိန်က Internet ကို location ရောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ Internet စားတာမရှိပါဘူး Save your home, save your life. မိသားစုဘဝလုံခြုံကို Emergency Alert System သုံးကြစို့